ဖေးသေးလေးစားပြီးသွားတဲ့အခါကျတော့ဆာကလွတ်မဖြစ်ဖ ೇನೆ ပေါ့နော်ဒီလိုအနေထားလေးကျန်နေတဲ့ဟာလေးကိုဇွန်းလေးနဲ့တေးသေးချာချာလေးပြအောင်ချစ်ပြီးသွားတဲ့အခါကျရင်ဒီလိုအနေထားလေးရလာပြီပေါ့နော်ဒီရလာတဲ့အနေထားလေးကိုဆာကစားလေးနည်းနည်းထည့်မယ်ပြီးရင်စနိုးမုတ်လေးကိုပါဒီရဲကိုထည့်ပြီးရင်တော့ထမင်းလေးနည်းနည်းလေးကိုပါထည့်ပြီးတော့ကွာရောပြီးတော့လေတမအောင်နှဲ့လေးလိုက်ပေါ့နော်ဒီလိုမျိုးလေးနှဲ့လိုက်တယ်ဆိုတော့အကြောင်းကတော့ကွာနည်းနည်းလေးတမသွားတဲ့အခါကျလို့ရှိရင်ကွာဥစားဘယ်လိုပြောရမလဲဆိုအဆက်အဟက်လေးတည့်သွားအောင်လို့နော်အဲ့လိုမျိုးလေးနှဲ့ပြီးသွားတယ်ဆိုတဲ့အခါကျလို့ရှိရင်တော့ဆာကပလင်းလေးသို့မဟုတ်ဘူးရဲပေါ့နော်ထည့်လို့ရတယ်ဆာကတော့စကြင်မှာက plastic ဘူးလေးပဲရှိတာဖြစ်တဲ့အတွက် plastic ဘူးလေးတဲ့ကိုပဲတေချာထည့်ပြီးတော့သူ့ကိုကွာ3ရက်4ရက်ထားလိုက်လို့ရှိရင်ကွာသူကနည်းနည်းလေးဒီလားချင်တက်လေးပြောင်းသွားပြီပေါ့နော်အဲ့လိုမျိုးအချင်တက်လေးပြောင်းသွားတဲ့ဟာလေးကိုဆာကစီပြန်လေးချက်စား